Essence, Serum, Ambu သူတို့တွေကဘာတွေကွာတာလဲမင်္ဂလာပါရှင်ဒေါက်တာတာဘူစီစဉ်ကနေပြီးတော့ကြိုဆိုပါရစေဒေါက်တာကတော့ဒေါက်တာတက်တက်အောင်လင်းဖြစ်ပါတယ် Skin Vanity Medical Aesthetic Center ဖြစ်ပါတယ်အဲ့တော့ Skin Care လောကမှာဆိုလို့ရှိရင် Essence ရဲ့ Serum ရဲ့ Ambu ရဲ့အမျိုးမျိုးရှိတော့ကြတော့သူတို့တွေကဘာကွာလဲဆိုတာကိုအမြဲပြန်များရတယ်ဟုတ်အဲ့တော့ဒီနေ့မှာသူတို့တွေကဘာတွေကွာတာလဲဘယ်လိုမျိုးအသုံးပြုရတာလဲနဲ့ထိရောက်မှုအမြန်ဆုံးဆိုပြီးတော့နာမည်ကြီးနေတဲ့ဒါဘူရဲ့ Solution Ambu Series ထဲကနေပြီးတော့တစ်ခုချင်းစီအကြောင်းကိုဒေါက်တာကတေချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ Essence ပေါ့ Essence ကကြတော့သူ့ရဲ့ texture ကရေလိုပဲနည်းနည်းကြက်ကြဲလေးရှိတယ်သူ့ထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေ ingredients တွေကလည်း concentration ကနည်းတယ်အဲ့တော့ तू ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒီအရေပြားရဲ့ pH ကိုထိန်းပေးတယ်နောက်ပြီးတော့အရေပြားကိုနီလာရောင်နာတွေတက်တာအောင်လုပ်ပေးတယ်နောက်ကိုသုံးမဲ့ skin care တွေကိုလည်းအရေပြားအတွင်းထဲကိုပို့ပြီးတော့ဝင်နိုင်အောင်လို့ तू ကလုပ်ပေးတာဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့ serum ဖြစ်ပါတယ် serum ကကြတော့အရှိက essence ထက်စားလို့ရှိရင်နည်းနည်းပြစ်တယ်သူ့ထဲမှာပါတဲ့ပါဝင်ပစ္စည်း ingredients တွေကလည်းနည်းနည်းပို့ပြီးတော့ concentrated ဖြစ်တယ်အဲ့တော့ serum ကကြတော့ကိုယ်အသားရည်ရဲ့ပြဿနာဥပမာဝက်ချန်တွေအမဲဆက်တွေအသားခြောက်တာတွေဒီလိုအသားရည်ပြဿနာအလိုက်ဖြည့်ရှင်းဖို့ရအတွက်ကိုထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ ambu ဖြစ်ပါတယ် ambu ကတော့အရှိကနှစ်ခုတက်စားလို့ရှိရင်ပို့ပြီးတော့ပြစ်တယ်သူ့ထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း concentrated အဖြစ်ဆုံးအများဆုံးဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့အသားရည်ပြဿနာအလိုက်ထိထိရောက်ရောက်နဲ့ကုသဖို့အတွက်ကို Ambu ကထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီသုံးမျိုးလုံးကိုတော့မဖြစ်မနေနေ့တိုင်းအတူတူတွဲသုံးဖို့တော့မလိုဘူးကိုယ့်အသားရည်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကိုက်ညီအောင်လို့အသုံးပြုတတ်ဖို့လိုတယ်။ဒါပေမဲ့ skin care သုံးတဲ့အခါကျလို့ရှိရင် texture အကျဲဆုံးကနေပြီးတော့အပြစ်ဆုံးကိုစနစ်တကျနဲ့လိမ့်တက်ဖို့ကတော့လိုပါတယ်။ဒီနေ့မှာတော့အာနိသင်ထိရောက်မှုအရှိဆုံးဆိုပြီးတော့နာမည်ကြီးနေတဲ့ဒါဘိုရဲ့ Solution Ambu Series ထဲက Ambu လေး၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူတို့တွေကအသားရည်ပြဿနာလိုက်တစ်ခုနဲ့တစ်ခုကုသပုံချင်းကမတူကြပါဘူး။ပထမဆုံးတစ်ခုကတော့ hyaluronic quenching လို့ခေါ်တယ်။သူကအသားရည်ကိုရေတက်ဖြစ်ပေးပြီးတော့ရေတက်ခံချောင်းနေတဲ့အသားရည်ကိုလည်းပြန်ပြီးတော့ပြုပြင်ပေးတယ်။နောက်တစ်ခုကကြတော့ green tomato phomite လို့ခေါ်တယ်။သူကကြတော့အဆီပြန်နာကိုထိန်းပေးတယ်ချွေးပေါက်တွေကိုပြန်ပြီးတော့ကျင်းစေတယ်။နောက်တစ်ခုကကြတော့ blast nail retinol A+ လို့ခေါ်တယ်။ပျက်စီးနေတဲ့အသားရည်ကိုပြန်ပြုပြင်ပေးပြီးတော့အရေးကြောင်းတွေကိုတက်တာစေတယ်။နောက်တစ်မျိုးကကြတော့ Panthenol 10% Cicamine လို့ခေါ်တယ်။သူကကြတော့အသားရည်နီးမြန်းတာတွေကိုတက်တာစေပြီးတော့ skin barrier ကိုပြန်ပြီးတော့ပြုပြင်ပေးတယ်။နောက်ဆုံးတစ်ခုကကြတော့ Glutathione whitening လို့ခေါ်တယ်။အသားရည်မှာရှိတဲ့အမဲဆက်တွေတင်းတိတ်တွေနေလောင်ခွက်တွေကိုတက်တာစေပြီးတော့အသားရည်ညှဉ်းနှွမ်းနေတာတွေကိုလည်းပြန်ပြီးတော့ကြည်လင်ဝန်းပါစေပါတယ်။ skin care ကိုမဆိုစသုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးကိုယ်နဲ့တက်မတက်ကို patch တက်လေးအရင်စမ်းကြည့်သင့်တယ်။ skin care အနှဲငယ်ကိုယူပြီးတော့ဒီနားနောက်မှာလက်ကောက်ဝတ်မှာခဏထားပြီးတော့မှအရေပြားမှာနေတာရောင်တာဆက်တာတွေရှိလားဆိုတာကိုစောင့်ကြည့်သင့်ပါတယ်။ခုမှကျင်တာကကြတော့ဒီ Ambu ကျရဲ့ထိတ်နဲ့မျက်နှာကိုဓာတ်ရိုက်မထိပါစေနဲ့။ပြီးတော့မြများသုံးလေကောင်းလေဆိုတာကမဟုတ်ပါဘူး။အဆက်အနှဲငယ်ရပဲတစ်မျက်နှာလုံးအတွက်ကိုလုံလောက်ပါတယ်။နောက်ပြီးတော့ဒီလို Ambu ပလင်းတွေကိုလေးလုံးအောင်ပိတ်ပြီးတော့နေရောင်ခြည်နဲ့ဓာတ်ရိုက်မထိတွေ့အောင်လို့ထားပေးပါ။ကဲအခုဆိုလို့ရှိရင် Essence Serum Ambuသူတို့ရဲ့အကြောင်းကိုလည်းသေချာနားလည်သွားပြီ။နောက်ဒါဘိုရဲ့ Solution Ambu Series ၅မျိုးအကြောင်းကိုလည်းသေချာသိသွားပြီဆိုတော့ကိုယ့်အသားရည်နဲ့ကိုက်ညီတာကိုမှန်မှန်ကန်ရွေးချယ်ပြီးတော့အသုံးပြုတတ်ဖို့မျှော်လင့်ပါတယ်။နောက်ထပ် Skin Care Tips လေးကိုသိချင်တယ်ဆိုလို့ရှိရင်လည်းဒေါက်တာဒါဘိုအစီအစဉ်ကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်။